comment ပြီးတဲ့မှာဗျာငါဖမ်းတာကိုဖက်နဲ့အစုပ်ကြီးပဲရနေတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်လို့အကောင့်လေးကို follow လုပ်ထားလိုက်အခုလိုမျိုးပေါ့နော်ဖက်နဲ့အစုပ်ကြီးမရချင်ဘူးဆိုရင်တော့ daily test တွေနဲ့ challenge test တွေကိုဒါပုံမှန်လေးလုပ်တာဖို့လိုပါတယ်ငစားရပြီဆိုရင်တော့ဒါ perfect ရအောင်ဒါဆွဲဖို့ဒါစူးစမ်းရမှာပဲဖြစ်ပါတယ်ဟိုက perfect ရနေမှာဒီ9ရက်မှာ happy ကအမြန်ရော့မှာပဲဖြစ်ပါတယ်ဒီထဲမှာထူးခြားချက်အနေနဲ့ကတော့ဒါရာသီဥတုအခြေအနေကိုလိုက်ပြီးတော့ကိုလိုချင်တဲ့ငါးအမျိုးအစားအလိုက်အချိန်ကိုက်မျှလို့ရပါတယ်ခုကြည့်နေတဲ့သူကရော legendary ငါးဘယ်နှကောင်ရပြီးပြီလဲဆိုတာလေးကို comment လေးမှာရေးခဲ့အောင်နော်နောက်ထပ်အကျိုးရှိတဲ့ content တွေအတွက် follow လုပ်ထားဖို့မမေ့ပါနဲ့ကျွန်တော်ကတော့ Nito ပဲဖြစ်ပါတယ်